ကဲဗျာရိုးမရိတ်တာအိမ်ရဒုတိယထပ်နေရာကောင်းလေးလာပြီနော်ဒုတိယထပ်ကလေးပါအခြေချမ်းလေးပါ455သိန်းနဲ့ရမယ်အများတွေ480တို့ဘာလို့ခေါ်နေကြပြီ455သိန်းနဲ့ရမယ်အုံနာဘုတ်ရပြီးသားတော့ရပြီးသားဝယ်လို့ဇေယံချငွေကြေးပြီးတာနဲ့တောက်ချဲအဲ့မှာတော့မြင်တယ်မလားမော်တော်ကန်းလဲမော်တားလေးကြီးချိုးကန်းထဲမှာရှိတယ်ဒီမှာပေစင်းလေးတွေပါတယ်ရိုးမရိတ်တာအိမ်ရ168ရက်ကွတကုံစိတ်ကမြို့နယ်ပါစာရွက်စာတမ်းစာချုပ်စာတမ်းခိုင်မာမှန်ကန်မှုရှိတာကတော့ပြောစရာမလိုသူ့ခေါင်းနဲ့လုပ်ရင်အားလုံးစိတ်ချလိုက်တော့ဒါအိမ်မောမြင်ရတဲ့ view လေးတွေပေါ့ဗျာအိမ်မောမြင်ရတဲ့ view ခြေချမ်းနေရှမ်းဆရာကအမှန်ဒါအိမ်မောမြင်ရတဲ့ view ဒီခန်းလေးကိုဝယ်ယူပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ဒုက္ခအောင်ကျိုးဆောင်ကိုအောင်မင်းတို့ဖုံးဖြစ်လာဆက်သွယ်ပေးပါကျန်တဲ့အပိုင်းကတော့ကျွန်တော်တာဝန်ထားပေါ်မင်းသူတာဝန်ထားယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ်ဖုန်းပြန်လာဆက်သွယ်ပေးနော်ဟုတ်ကဲ့ပါကျွန်တော်ယုံကတော့တိုက်48ရိုးမရိတ်တာအညာဖြစ်ပါတယ် bye bye have a nice day